ယူဖို့မာနွယ်လေး10လုံးနော်အချင်းရက်ကလေးနဲ့မာနွယ်တင်းမာနွယ်နဲ့3 4 5 6 7 9 10လာပြီနော်အချင်းရက်ကလေးတစ်ခုလုပ်ပြီးပါနော်သူလေးလက်ခံလို့ကဘာပြောနေလဲဒီကိဒီကမှာတော့ခစ်ကာလာအပိုင်းရတော့ဒီကနေ့ကတော့အားလုံးကတော့ကြက်တဲနေကြတဲ့ကြားထဲမှာဒါမျိုးတော့ဒါပူကြီးကြအားလုံးလက်ရှိဒါကတော့မောင်ရင်းသူနော်သူ့ရဲ့ဒါအကိုခက်ထားတဲ့အတွက်ကြောင့်2000ကျပ်ကိုနော်ဒီနော်သူချင်းနေထားတယ်ကွာလည်းရှိရနည်းနည်းတော့မြူကပ်ပြီးတော့နော်နည်းနည်းတော့ရှိရတယ်နည်းနည်းလေးမြူကပ်ပြီးတော့မပင်နည်းနည်းရှိသေးတယ်တော့ပတ်စလေအဲ့ဒါပပဝါရဲ့အယူစားတဲ့ခံပြီးတော့နော်ဒီကြောင်လာလေးတွေနဲ့ပပဝါရဲ့အယူစားအဲ့ဒါပျောက်ချက်ပဲလာပါလေအဲ့ဒါကောင်းတယ်တေးကို3မြောင်းရဲ့အသားလေးနဲ့ရင့်မဟာနဲ့သိခောက်ပုံရနော်အဲ့မှာကြောတက်နေတဲ့အပိုင်းတွေတော့တေးကလည်းတွေ့နေတဲ့အတိုင်းပါပဲဟောဒီဒီမှာယူဆိုင်တူလာရတဲ့တူတဲ့တော့အောင်စမိုးလေးအရင်လေးတင်မှာချိုးခဲ့နော်အတော့အလားလေးတွေနဲ့ဒီဝက်ဖမျက်နဲ့တူလေးလက်ခံပေးပါနော်အားလုံးပြောနေကိုယ်ကြီးရောက်တော့ရောက်ဖက်အနေသားတွေမှာခုလိုဝမ်းမြောက်ဝမ်းသာတို့နော်ဝိုင်းပြီးတော့အားပေးတဲ့အတွက်လေးစားကြောင်းဘုံလဲဘုံကြောင်းဘုံလဲအောင်ဘုံလေးကြာလာလေးရတော့ခုပဲကောင်းနော်ကြည့်အောင်ဒီကတော့ဝယ်ထားတဲ့အပိုင်းအများကြီးရှိခဏလေးကိုနော်အောင်ဘုံလေးလေဝက်ပြည့်ဆိုတာဘယ်အပိုင်းနေလဲနော်ကျွန်တော်တို့အဲ့ဒါနော်ကျက်တဲ့ဘွဲပြင်းလွှဲနဲ့အထူဖနောက်တေးတာတဲ့ဖီလာသက်လွဲကိုတွန်းထားတဲ့ပပနောက်နဲ့တေးတာပြီးအဲ့ဒါဖီလာဘွားရဲ့ရိုက်ကပ်ပုံဒီအပိုင်းလိုက်တဲ့အောင်ဆုံးမွေးနော်ဒီဝတ်ဖမြက်ကတော့ကျွန်တော်တို့ဖမြက်ကအပိုင်းနဲ့ကျန်တဲ့အပိုင်းကိုလည်းကြည့်ပါနော်ဒီကြည့်ပါရင်းကြည့်အောင်အောင်ဆုံးမွေးစစ်ချိတ်လဲနော်ပြီးရတဲ့ကြိုင်နဲ့နေရင်ပေါ်လေးမှာနေရှိသေးနော်ဒီဝတ်ဖမြက်ကတပ်ဘဝတေးရေလေးဖနောင်းမြဲရမဟာ3တော့ဆိုလေလွယ်ဒီမှာမဲ့လက်ဟိုးပါအငယ်ကမေကုန်းချောင်းလျှောက်လိုက်နော်အဲ့ဒါရှေ့ကိုဝါလာနဲ့ကုန်းချောင်းတော့ကြောက်ကုန်းချောင်းကြောက်ဒါအဲ့ဒါဒီလိုပါနဲ့နော်